ကဲအားလုံးပဲမင်္ဂလာပါဗျာเนาะကျွန်တော်ရွှေခေတ် channel လေးပြန်လဲကြိုဆိုလိုက်ပါเนาะကဲကျွန်တော်ကိုမာတွေအားလုံးเนาะကဲကျွန်တော်တင်းနာနေ့အင်္ဂါနေ့နှစ်ချိန်တိတိတော့အောင်မြင်ခဲ့ပြီเนาะကဲတင်းနာနေ့မှာ20ဆိုတဲ့ main order လေးနဲ့အောင်မြင်ခဲ့တယ်ကဲအင်္ဂါနေ့မှာဆိုလို့ရှိရင်လည်း71 content ဆိုတဲ့ canal လေးနဲ့ကျွန်တော်အောင်မြင်ခဲ့ပြီပေါ့เนาะနှစ်ချိန်တိတိကျွန်တော်အောင်မြင်ခဲ့တယ်ကဲအဲ့တော့ဒီနေ့ဗုဒ္ဓဘုနေ့ဆိုတော့เนาะ3ချိန်မြောက်အောင်မြင်မဲ့ဗီဒီယိုလေးပဲဖြစ်တယ်เนาะကျွန်တော်ဘက်ကเนาะအပေါ်မတွေအတွက် share ဆိုတဲ့ plan နဲ့ပြန်လာခဲ့တယ်เนาะ share ဆိုတဲ့ပတ်တီးတွေကျွန်တော်เนาะတောက်လျှောက်စူးစမ်းပြီးတော့ထိုင်ပြီးတော့เนาะကြည့်ပေးထားတဲ့ site ကလေးတွေနဲ့เนาะကျွန်တော်ဒီဗီဒီယိုလေးမှာ main share ပတ်တီးနဲ့ main share အထီး key လေးကိုကျွန်တော်ချပြပေးမယ်အဲ့ရမှာတစ်ဆင့် main awkward ဆိုတာလေးကိုကျွန်တော်တင်ပြသွားပေးမယ်เนาะကဲဗီဒီယိုလေးကိုခုမှစာပြီးကြည့်တဲ့အကူမတယောက်ချင်းစီနဲ့ကျွန်တော် YouTube channel လေးကို subscribe လုပ်သွားမယ်လမ်းမလေးထောင်းသွားမယ်ဗီဒီယိုလေးကိုတက်နိုင်တဲ့လောက် share မယ် comment ထဲမှာကျွန်တော်ကျမတို့ဒီထက်ခဲရှိတယ်ဆိုတဲ့အကြောင်းလေးတင်ပြသွားပေးမယ်เนาะကဲအားလုံးကျေးဇူးတင်ပါတယ်ဗျာเนาะကဲကျွန်တော်ခုနပြောနေကြတိုင်းပဲဗီဒီယိုရဲ့အောက်မှာကျွန်တော် Viber channel link ကျွန်တော်ဆက်သွယ်ပေးလို့ရမယ့်ဖုန်းနံပါတ်ကိုကျွန်တော်ချပေးထားမှာအဲ့ရရင်တစ်ဆင့်เนาะအခက်အခဲရှိတဲ့အကူမတယောက်ချင်းစီနဲ့လာရောက်ပြီးမေးမြန်းနိုင်ပါတယ်เนาะကဲဆရာကျွန်တော်ကျမတို့ဒီအခက်အခဲတွေရှိပါတယ်ရှုံးများနေပါတယ်လာပြီးကူညီတောင်းမှာကျွန်တော်ကူညီပေးပါမယ်เนาะကဲဒါလေးကိုလည်းကျွန်တော်ပြောပြချင်တာပါဗျာเนาะကဲကျွန်တော်တို့ဖွင့်တနင်္လာနေ့မှာ20เนาะကျွန်တော်ပြောเนาะ20နဲ့3.5ကြာလို့မဖြစ်မနေကျွန်တော်တို့ခွန်လေး share ပတ်ပါเนาะ main awkward share တီးထားပါလို့ကျွန်တော်ပြောပြီးအင်္ဂါနေ့မှာเนาะ81 83ကျွန်တော်ရဲ့ပတ်တီးပြီးလုပ်ဖို့မရှိပါဘူးเนาะပတ်တီးတော့ဒီဗီဒီယိုမှာလည်းကျွန်တော်ရဲ့ပတ်တီးတော့ကျွန်တော် share ချပေးမယ် main awkward ကန်ထူးမယ်ဆို main awkward ပါဆက်ရမယ်ဗျာเนาะဒါလေးကိုလည်းတင်ပြပေးတာကျွန်တော်ပြောနေကြတိုင်းပဲမနက်ပိုင်းမှာပတ်တီးနေ့တိုင်းဗီဒီယိုဖြစ်တဲ့အတွက်မနက်ပိုင်းတကယ်လို့ပတ်တီးများမကြားခဲ့တော့ရှိရင်ညနေပိုင်းကိုစာမနက်ပိုင်းထက်ပိုပြီးစာရိုးတင်ပြီးထိုးပါเนาะဒါဥပမာပြကျွန်တော်ပြောပြတာလွန်ကြုံတိเนาะဒါဒီလိုလေးပြောပြတာတကယ်လို့များမနက်ပိုင်းမှာကြာဖြစ်ခဲ့တယ်เนาะဝေဝါးနေတယ်ညနေပိုင်းမှာဘာလို့လုပ်အောင်မသိဘူးဆိုရင် Viber သုံးတဲ့လူက Viber channel เนาะလင်လေးကိုယူပြီးတော့ Viber နဲ့တစ်ဆင့်လာပြောပါကဲဖုန်းနံပါတ်နဲ့တစ်ဆင့်ဖုန်းနဲ့လာပြီးပြောပါဖုန်းရှိတဲ့လူကလည်းဖုန်းလေးနဲ့လာပြီးတစ်ဆင့်ပြောပေးပါဗျာเนาะအားလုံးအထူးကျေးဇူးတင်ပါတယ်ဗျအဲ့ဆိုရင်ကျွန်တော်တို့เนาะ20ထွက်တယ်3.5ထွက်တယ်ခွန်1ထွက်တယ်ခွန်3ထွက်တယ်ကဏ္ဍအဖြစ်ကျွန်တော်ပြပြမယ်3.1နဲ့3 5ခွန်เนาะ6လုံးထွက်သွားပြီကဏ္ဍ6လုံးထွက်သွားကြောဘာကြံမလဲ4 8 9 4 8 9 3.1နဲ့3 5ခွန်เนาะ3.1နဲ့3 5ခွန်เนาะအဲ့ဒါကြာတယ်เนาะ4ကြံမယ်9ကြံမယ်8ကြံမယ်6ကြံမယ်เนาะ4 6 8 9ကဏ္ဍ4လုံးကျန်ကဏ္ဍเนาะကဏ္ဍ4လုံးကျန်မယ်4 6 8 9ကဲ30ခု8 3เนาะကဲအဲ့ဆိုလို့ရှိရင် let's go เนาะအဲ့ဆိုကျွန်တော်နေတိုက်လေးကိုတန်းသွားမယ်နေတိုက်လေးကိုသိချမှတ်ပေးပါเนาะနေတိုက်လေးကို share ပတ်မယ်နေတိုက်ပတ်တီကို share ပတ်မယ် key လေးနဲ့ main awkward တင်ပေးမယ်เนาะကဲနေလိုက်ပတ်တီးရဆိုလို့ရှိရင်30ဖြစ်မယ်30ဖြစ်မယ်33ညပါเนาะ33ညလေး share ဖြစ်မယ်เนาะနောက်ပြီးတော့ key အဖြစ်ကျွန်တော်ထုတ်ပေးမှာပါထုတ်ပေးမယ်ကြံကနန်း၄လုံးကိုကျွန်တော်ထုတ်ပေးမယ်ကြံကနန်း၄လုံးမှာပါလဲဆိုတော့4 8 9 4 8 9 key ဖြစ်မယ်4ရဲ့8ရဲ့9ရဲ့ key ဖြစ်မယ်เนาะအဲ့ဒီမှာကျွန်တော်တို့ကဘာထုတ်မလဲ3 4 3 8 3 9 3 4 3 8 3 9เนาะ3 4 3 8 3 9ဒီ main awkward ဖြစ်မယ် main awkward မှာဗုဒ္ဓဘူးနေတိုင်းအများနဲ့အောင်မြင်နေတဲ့ကျွန်တော်ရဲ့လက်ဆောင်နှစ်ကွက်เนาะအကူမတို့ကျွန်တော်ချပေးလိုက်မယ်เนาะအဲ့ဒါလေးကတော့ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့3နဲ့ပတ်သက်လို့ရှိရင်38 power ပြင်ကြနိုင်တယ်เนาะ38ဖြစ်မယ်ကဲကျွန်တော်3ညနဲ့ဆိုလို့ရှိရင်3ည4เนาะ3ည4နဲ့38နဲ့ဒီနှစ်ကွက်ဒီလက်ဆောင်နှစ်ကွက်ကျွန်တော်ထုတ်ပေးတာပါဗျကဲအားလုံးပဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့เนาะအားလုံးပဲအောင်မြင်ကြပါစေဆင်ပြေကြပါစေပြန်ကောင်းကြပါစေဗျเนาะကဲဗီဒီယိုလေးကိုမျက်စေကြည့်ရှုအားပေးနေတဲ့ကျွန်တော်ရဲ့လူဟောင်းတယောက်ချင်းစီတောင်းလည်းအထူးပဲကျေးဇူးတင်ပါတယ်အခုမှစပြီးကြည့်တဲ့ကိုမတယောက်ချင်းစီတောင်းလည်းအထူးပဲကျေးဇူးတင်ပါတယ်ဗျเนาะကျွန်တော်တို့လေးเนาะဒီနေ့ဗုဒ္ဓဘုနေ့မှာစနေတိုက်ဗီဒီယိုလေးမှာစပြီးတော့နောက်ပတ်တိုင်းเนาะဝါသနာမပြောင်းမချင်းစော့နေပြီးအမြဲတမ်းအောင်မြင်ကြပါစေပြန်ကောင်းကြပါစေဆင်ပြေကြပါစေလို့ကျွန်တော်ရွှေခေရဲ့ဆုမွန်ကောင်းလေးတောင်းပေးပါတယ်ဗျเนาะမင်္ဂလာရှိတော့ကျွန်တော်ကိုမကြီးဇာတာပရိနေ့ဗီဒီယိုမှာကျွန်တော်ရဲ့เนาะနေတိုက်နဲ့ main share ပတ်တီးတွေဘယ်လိုလာမလဲเนาะ main awkward တွေဘယ်လိုလာမလဲဆိုတော့စောင့်မကြည့်ရှုအားပေးကြပါဦးလို့ပြောရင်းနဲ့ကျွန်တော်နေတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲ channel လေးပါဗျเนาะကဲ33ညပတ်တီးဖြစ်မယ်ခုနကကျွန်တော်ပြောရเนาะ4 8 9ဒီ key ဖြစ်မယ်เนาะ3 4 3 8 3 9เนาะ3 4 3 8 3 9ကို main awkward ဖြစ်မယ်ဒါလေးဒီ share ဖြစ်မယ်ကဲစကားမဆက်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောလိုက်မယ်เนาะ3မှုနဲ့3ညမှုလည်းထည့်ထားပါအခုကြိုက်တဲ့အကူမတွေအားလုံးပဲเนาะမင်္ဂလာရှိသောနေ့လေးဖြစ်ပါလိမ့်ဗျ